ဟန်ညွန်အားလုံးပဲမင်္ဂလာဆောင်ပါကျမကဒီနေ့အပနာပဇာသွားခဲ့တဲ့အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီအပနာပဇာလေးနယူးယောက်မှာလည်းရှိရတာနယူးယောက်တက်ဒီရဟာကလေပို့ပြီးတော့ကြီးရသလားအထဲထဲမှာလေအများကြီးပဲပို့ပြီးတော့လဲစုံတယ်လို့ပဲသိလားကျမဘွားကြီးကလေအိန္ဒိယဆိုင်နဲ့ပေါ့နော်တရုတ်ဆိုင်မရှိရင်ကျမဘွားကြီးကအရန်ကိုခတ်ခဲသွားမှာဆိုတာကိုယ့်ကိုသိတယ်ကိုယ့်အချိန်တွေကိုသိရဲ့အတွက်ကြောင့်မလို့အဲ့မှာ Google Map ကနေပြီးတော့ရှာပြီးရဲ့ခါကျတော့မရောက်ရအောင်သွားတာဖြစ်ပါတယ်နောက်တနေရာတရုတ်ဆိုင်သွားမယ်အခုအရင်ဆုံးအပနာဘဇာပေါ့နော်ဒီမှာပေါ့အိန္ဒိယပစ္စည်းဘယ်လိုပြောမလဲပေါ့ပြောရရင်တော့ကလားပစ္စည်းပေါ့နော်အဲ့ဟာရောရတယ်ပေါ့လေဆိုတဲ့ခါကျတော့အဲ့မှာလေအသားတွေပါလေရတယ်ပြီးတော့ဟိုလိုမဆလာတို့ဟင်းခမုံတို့အဲ့ဒါမျိုးတွေပါလေရတယ်သိလားဒီမှာကတော့ပစ္စည်းရတော်တော်ဆုံးနေဆန်နေပါလေရတယ်ဆန်စီပေါ့နော်အိုးခွက်ပကံတွေလည်းအမှရတယ်အကုန်ရဆိုတော့အဲ့မှာတော်တော်ကြီးတယ်အဲ့သဘောကြီးကြာနေသိလားအော်လို့သူတို့စီးပွားရေးကောင်းတယ်လို့သိလားအဲ့မှာအဲ့ဒါဘာလေးလဲတော့မသိဘူးဟိုဘာလဲငငယ်ရဆော့ရလေအုံမခွဲတယ်ငငယ်ရဆော့ရလေဟိုဟာလေးကြာနေရပဲသိလားအဖို့ကြိုးလေးကြာနေအဲ့ဒါလေးမဖွားကြီးဖင်ကုန်းနေ sorry ပါရိုက်လိုက်မိရတော့ကြမလို့နားရတော့ဒါတွေကစံနေပေါ့နော်စံနေပြီးတော့ဒါရဟုတ်တယ်စံနေပြီလားဒီမှာလေးဟိုဘာလဲ spice တွေခေါ်များတဲ့မှာအမျိုးလေပြီးတော့ဒီဟာကဘာလဲပဲတို့ဘာတို့လေးဒီလားဒီမှာလဲ spice တွေပဲဒီလားတော်တော်များရည်ဒီလားတော်တော်လေးကြီးရတော့ဒီဘက်ကကြီးရဒီအပနာဟာကြီးရလေဒီလားမဆုံးဟိုဘက်မှာအဲ့ကကြတော့ဒီမှာအသားတွေပေါ့နော် meat market ဆိုအသားတွေရောပြီးတော့ဒီမှာဟိုမှာ frozen food တွေရောဒီလားကြီးပဲပေါ့ဒီလားဒါကတော့တရုတ်စူပါမားကတ်ပဲဖြစ်ပါတယ်ဒီမှာကားပတ်ကင်တွေကတော်တော်ကျယ်သီလားကားပတ်ကင်ကအကျယ်ကြီးပဲအဲ့မှာပေါ့နော်ဘာလဲမာဒီရှယ်တဲ့အပြီးရခါကျအဲ့ဟိုရှေ့နားမှာလေhot pot ပါညာအဲ့လိုမျိုးရှိရသီလားပြီးတော့အဲ့နားမှာလေ dim sum နဲ့မတ်လာရေးထား dim sum နဲ့အဲ့ဒါလေးလည်းရှိတယ်ပေါ့နော်ဒါကားပတ်ကင်ပေါ့နော်အကျယ်ကဲအထဲထဲကိုရိုက်ပြမယ်နော်အထဲထဲကိုလဲလာအတူတူဝင်ကြည့်ကြရအောင်သွားလီဘာလုပ်နေရလဲဟုတ်ပြီဝင်လာပါပြီဒါအထဲထဲဝင်ပေါက်ပါကဲဝင်ကြည့်မယ်ဟုတ်ချင်းသွားယူလေချင်းတရုတ်တွေပဲရှိတယ်တရုတ်တွေပဲမရှိတော့ဘာရှိနေလဲတော့ချင်းသွားယူလို့တွေ့လားအသီးနှံနေနဲ့ဒီရဲ့ခါကျတော့ဒါကကျတော့စံနေလေဒီမှာကျတော့အများကြီးပဲတွေ့လားဒီမှာပြမယ်ဒီမှာပစ္စည်းမှာအများကြီးပဲလားအတန်းနေလည်းအများကြီးပဲတော်ကျယ်သီလားသူဟာကြီးရလေသီလားအဲ့တော့လေအစုံမဲကိုလိုချင်တာလေဥစားဖြစ်လို့ရတယ်နော်ကလားဆိုင်မှာငရုတ်စုံမရခဲ့ဘူးအဲ့တော့ဒီမှာငရုတ်စုံရှိမလားဒီရှာကြည့်လိုက်အောင်ဒီမှာဒါမုတ်ထုတ်တွေပေါ့နော် snacks တွေအဲ့လောက်ချင်းနဲ့မရဘူးလေဟိုလို trolley ယူလာခဲ့လေယောက်ျားရဲ့အဲ့လောက်ချင်းနဲ့မရဘူးငါအများကြီးဝယ်မှာရုပ်စာတွေ့လားနေုံမျိုးစုံကလည်းမရှိရလားရုပ်စာကြောင့်အိုးတွေခွက်တွေပကံနေပေါ့နော်သိလားအိုးတွေနော်မျိုးစုံကဘယ်နားမှလည်းမနေမျိုးစုံလိုက်စားနေရဟေးမျိုးစုံမရှိတော့ငါပြီးထောင်းလည်းမထောင်းအောင်အော်မမျိုးစုံကတွေ့ပြီဟိုမှာမျိုးစုံတွေ့ပြီနားနေမှာခောက်ဆွဲဘူးလေသိလားနေအောင်အများကြီးဟိုဘက်တွေမှာလည်းရှိတယ်အဲ့ဒါတော်ပြီလိုက်ရှောက်မပြနိုင်တော့အဲ့ဒါပဲနော်ဒါလို့ဆိုတဲ့ခါကျတော့ဈေးဝယ်လာအောင်မယ်နော်တတဒါလေးကပဲပြုတ်ဖောက်ထားတာပဲဖြစ်ပါတယ်ပဲပြုတ်လေးနဲ့အီချက်ကွီးလေးနဲ့စားမယ်ပေါ့နော်ဆိုရခါကျတော့အီချက်ကွီးကြော်နေတာပါပဲပြုတ်နဲ့အီချက်ကွီးပါ